အားလုံးပဲမင်္ဂလာပါရှင်ညီမ Little Water Pay Company Limited ပါရှင်ရုပ်ကူလေးအချမ်းလေးပြောတာဖြစ်ပါတယ်ညီမရဲ့ရုပ်ကူလေးအချမ်းလေး Little Water Pay Company Limited ရဲ့လက်အောက်မှာတော့ Inno Sign အချမ်းလေးနဲ့တူတူပါအချမ်းလေးပြီးတော့အချမ်းလေးနောက်ထပ်တစ်ခုထပ်ရှိပါမယ်ရှင်ဟုတ်ကဲ့ရှင်ညီမကပြခြင်းနဲ့အယောင်လေးမိတ်ဆက်ပြီးခြင်းနဲ့ချက်ကွက်လေးကတော့39ရက်ကွက်စိတ်နာမနီလမ်းမှာရှိတဲ့ပေ20 60ခြံတီးတဲ့ဒရံခွဲစိတ်ပြီးအမိပေါင်းစာအုပ်အစိမ်းဖတ်ပြီးသားအယောင်မြေပုံနဲ့ကိုပြီးသားဖြစ်တဲ့ခြံနဲ့လုံးဝအဲ့လိုခတ်ပြီးသားပေါ့နော်ခြံခတ်ပြီးဖြစ်တဲ့အယောင်ကွက်လေးတစ်ခွက်နဲ့မိတ်ဆက်ပြီးရင်လို့ပါရှင့်ဟုတ်ကဲ့ရှင့်ဒီခြံကွက်ကလေးကတော့39ရက်ကွက်ညတကုံမြို့နယ်39ရက်ကွက်စိတ်နာမိလမ်းပေါ်မှာတည်ရှိတဲ့ခြံကွက်လေးရှိဖြစ်ပါတယ်ဒီခြံကွက်လေးရဲ့အားသာချက်တွေကတော့ဟိုဘက်ကိုကြည့်မယ်ဆိုရင်မဟာဗန္ဓုလလမ်းမကြီးကိုဒဲပေါက်ပြီးတော့ဒီဘက်ကနေသွားမယ်ဆိုရင်တော့လော်ဘီတာလမ်းကိုကြောက်ကပ်ပါလေရှင်ဟိုလော်ဘီတာလမ်းကြောက်ကပ်မန်လီလမ်းဒဲပေါက်ဖြစ်ပါတယ်ရက်ကွက်အားဖြင့်ဆိုရမယ်ဆိုရင်တော့ဒီခြံကွက်လေးကရက်ကွက်အားဖြင့်ဆိုရမယ်ဆိုရင်တော့ဒီခြံကွက်လေးကတကယ်မြောက်တကုံမြို့နယ်ရဲ့ grade အကျဆုံး EPC ရက်ကွက်လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနရက်ကွက်မှာတည်ရှိတဲ့39ရက်ကွက်ကခြံကွက်လေးပဲဖြစ်ပါတယ်အိမ်လေးကိုယ်တိုင်ကလည်း39ရက်ကွက်ရဲ့ငမွေးချံပေါက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရက်ကွက်ကိုလာပြီးဆိုရင်ပတ်ဝန်းကျင်တက်မယ်ဆိုတာကိုအိမ်လေးကိုယ်တိုင်အာမခံပါတယ်။ဘာကြောင့်လဲဆိုအိမ်လေးကိုယ်တိုင်ကလည်း39ရက်ကွက်ရဲ့ငယ်ဝင်းချံပေါက်အကျိုးတောင်ဖြစ်နေလို့ပါရှင်။ဒါအိမ်လေးကိုယ်တိုင်နေတယ်ပေါ့နော်။အိမ်လေးဟိုအဲ့လိုဗာလဲအမိဝမ်းထဲမှာတည်းတည်ကြတဲ့နေတဲ့ရက်ကွက်ဖြစ်တဲ့ကြောင့်ဒီရက်ကွက်ရဲ့ပတ်ဝန်းကျင်ဘယ်တော့ကောင်းနေဆိုတာကိုယ်တိုင်လည်းအာမခံနိုင်ပါလိမ့်ရှင်။ဟုတ်ကဲ့ပါရှင်ဒီခြံကွက်ကလေးကိုဝယ်ခြင်းနဲ့လူတွေအတွက်ဆက်သွယ်လို့ပါက3994224513နဲ့399268593953ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်ကျမကတော့ယုံကြည်လေးပါရှင်တတကျန်တဲ့ထပ်ပြောလို့ရမဖယ်လိုက်တော့သူရက်လိုက်တော့ချောင်းလေးချောင်းအဲ့ညီမလေးချက်တာโอเคပြော